စပင်းညက်တာတဲ့ဘာဖြစ်လဲကိုခမည်းတော်ပေါ့ပေါ့ဆဆမတွေးလိုက်ပါနဲ့စပင်းဆိုတာလူတယောက်ရဲ့အညွန့်မောက်ပါအဲ့ဒီအညွန့်ကိုမတင်တော်တဲ့ရက်မှာတွားဖြတ်မိဟင်းခမည်းတော်ရဲ့ကန်စားတာအညွန့်မှာကျိုးသွားတတ်ပါတယ်ဒါကိုကျွန်တော်ကိုယ်တိုင်လည်းမယုံကြည်လို့အချင်းချင်းအခါခါစမ်းသက်ကြည့်ဒီမှအဖြေကထွက်လာလွန်လို့ပရိသတ်ကြီးကိုစေတနာရှိထားပြီးတတိပေးလိုက်တာပါမင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့မြင်းဝါရိုးရဘေးဒင်းပညာမှာအခါပေးဆိုတာအင်ပဒန်အရေးကြီးပါတယ်တခါတလေမှာခင်ဗျားတို့ဘာလို့အစင်မပြေဖြစ်နေတာငွေဝင်လန်းတွေပိတ်နေတာဘလောက်ပဲစူးစမ်းအတိအမှတ်မခံရတာတွေဟာခင်ဗျားတို့ကြိုင်တွယ်နေတဲ့အရာတွေဒီမကပဲမိမိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုပြုတ်ပြင်ပြောင်းလဲတဲ့အချိန်အခါကြောင့်လည်းဖြစ်နိုင်ပါတယ်အထူးသဖြင့်စပင်ညက်တဲ့ကိစ္စပေါ့ဒီရက်တွေမှာညှက်မိရင်လက်တိတ်ထွက်တတ်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှတင်ပြပေးလိုက်တာပါမိမိတို့ရဲ့မွေးနေ့အလိုက်ဘယ်ရက်တွေမှာစပင်လုံးဝမညှက်သိမ်းဘူးလဲဆိုတာကိုအခုပဲတေးသေးချာချာမှတ်သားထားလိုက်ကြပါတနင်္ဂနွေသားသမီးများအနေနဲ့ကြာတာပရေတနင်္လာနဲ့တောက်ကြနေ့ဒီမှာစပင်မညှက်ပါနဲ့ဒီရက်တွေမှာညှက်မိနေခမည်းတော်ရဲ့ငွေဝင်လန်းတွေတိခနဲပိတ်သွားသလိုလက်လာပါတွေလည်းတိတ်သွားတတ်ပါတယ်တနင်္လာသားသမီးများအနေနဲ့တောက်ကြအင်္ဂါနဲ့စနေနေ့တွေကိုအထူးရှောင်ပါဒီရက်တွေမှာစပင်သွားညှက်မိရင်စိတ်တော့ကရောက်စရာတွေတန်းစီပြီးကြုံလာရတတ်သလိုလုပ်ငန်းခွင်မှာလည်းအနောက်အရှက်တွေပေါ်လာတတ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့စနေဘူဒဟူးနဲ့တနင်္ဂနွေနေ့တွေဟာခင်ဗျားတို့အတွက်အညံ့ရက်တွေပါပဲစပင်ညက်မိရေလူယုံတတ်တာမျိုးဒါမှမဟုတ်အလုတ်ထဲမှာမျက်နှာသာမရတာမျိုးတွေကြုံရတတ်လို့ပါဘူဒဟူးသားသမီးများအနေနဲ့တနင်္ဂနွေကြာတာပရေနဲ့တနင်္လာနေ့တွေမှာတတိချပါဒီရက်တွေမှာစပင်ညက်လိုက်ရင်လက်ပိတ်သွားပြီးမိမိရဲ့အချမ်းအစည်းတွေပြတ်ပြားသွားတတ်တဲ့အတွက်လုံးဝမညက်သင့်ပါဘူးကြာတာပရေပါသမီးများအနေနဲ့တနင်္လာတုတ်ကြာနဲ့အင်္ဂါနေ့တွေကိုရှောင်ရပါမယ်စပင်ညက်မိရင်ကျမ်းမာကြီးချုပ်ရွံ့တာမျိုးဒါမှမဟုတ်ငွေကြေးဆုံးရှုံးမှုလေးတွေမထင်ပါပဲကြုံရတတ်လို့ပါတောက်ကြသားသမီးများအနေနဲ့အင်္ဂါစနေနဲ့ဗုဒ္ဓဟူးနေ့တွေမှာစပင်မညက်ပါနဲ့ဒီရက်တွေမှာညက်မိရင်ခမားတို့ရဲ့ဘုံကန်တွေမိမ့်မိန်သွားပြီးမျက်နှာပန်းမလှဖြစ်တတ်တယ်လို့ကံကောင်းခြင်းတွေလည်းဝေးကွာသွားတတ်ပါတယ်စနေသားသမီးများအနေနဲ့ဗုဒ္ဓဟူးတနင်္ဂနွေနဲ့ကြာတာပတေးနေ့တွေဟာရှောင်ရမယ့်ရက်တွေပါပဲလက်ပိတ်သွားတတ်တယ်လို့အမှုအခင်းစကားများရတာမျိုးတွေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရောက်လာတတ်ပါတယ်အခုပြောပြခဲ့တဲ့ရက်တွေကလွဲရင်ကျန်တဲ့ရက်တွေမှာတော့စိတ်ကြိုင်ညက်ပါဘာမှမဖြစ်ပါဘူးဒါပေမဲ့တကယ်လို့ခမည်းတော်ကမတီးဘဲနဲ့ဖြစ်စီဒီတီကြီးနဲ့ဖြစ်စီအထက်ပါရက်တွေမှာစပင်းညက်မိသွားပြီဆိုရင်တော့အညံ့ဓာတ်တွေပြေပြောက်သွားအောင်ရက်တရားတစ်ခုလုပ်ပေးရပါမယ်အဲ့ဒါကတော့မိမိတို့ရဲ့အညွတ်နံပန်းဥပမာတနင်္ဂနွေသားသမီးဆိုရင်အုံညွန့်စတာတွေကိုဖះမှာပြန်လဲလှူဒန်းပြီးကန်စားတာပြန်လဲပွင့်လန်းအောင်ဆုတောင်းပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်အချင်းချင်းစမ်းသပ်ထားပြီးမှအမှန်ကန်ဆုံးထင်အောင်တတိပေးတင်ပြပေးလိုက်တာမို့ပရိသတ်ကြီးတို့လည်းစပင်မညက်ခင်ဒီရက်လေးတွေကိုအရင်စစ်ဆေးကြည့်ကြဖို့အထူးတိုက်တွန်းလိုက်ရပါတယ်။ရက်မှားပြီးစပင်ညက်မိတယ်ဆိုရင်ကိုကဘယ်နေသားသမီးလဲဆိုတာကိုကောမန့်မှာရေးသွားခဲ့ကြပါအားလုံးပဲလက်လာပါတွေပွင့်လန်းပြီးအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်